ရှုံးဖို့ဆိုတာကျွန်တော်တို့အဘိဓမ္မာမရှိဘူးအင်္ဂလန်ကိုအလဲထိုးပြီးနောက်မက်ဆီရဲ့စကလုံးများဒီပွဲမှာရှုံးဖို့ဆိုတာကျွန်တော်တို့အတွက်လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါအင်္ဂလန်နဲ့ပွဲအပြီးမှာအာဂျင်တီးနားအသင်းကောင်းဆောင်လီယိုနယ်မက်ဆီကအသင်းရဲ့အောင်ပွဲခံနိုင်ခဲ့တဲ့လှုပ်ဝက်ချက်ကိုဒီလိုမျိုးထုတ်ဖော်ပြောဆိုလိုက်ပါတယ်အင်္ဂလန်ကို2ဂိုးတကူနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာအာဂျင်တီးနားအသင်းဟာအရှုံးနဲ့ရင်ဆိုင်ရတော့မဲ့အခြေအနေကနေနောက်ဆုံးမိနစ်မှာတော့အားသေးဖွယ်ရာခန်းဖက်နဲ့အနိုင်ရရှိခဲ့တာပါမက်ဆီကတော့ဒါကစားသမားတွေရဲ့နီးစနစ်ထက်ပိုတဲ့အရှုံးမပေးတဲ့စိတ်သက်ကြောက်လို့ဆိုပါတယ်အထူးသဖြင့်အာဂျင်တီးနားအသင်းပရိသတ်တွေရဲ့မျှော်လင့်ချက်ကိုပခုံးပေါ်တင်ထားတဲ့ကစားသမားတွေအတွက်ဒီပွဲကသူတို့ရဲ့စိတ်သက်ကိုစမ်းသပ်တဲ့တကယ်စစ်မိပြီးတစ်ခုလိုပါပဲ2ဂိုးစလုံးကိုဖန်တီးပေးခဲ့တဲ့မက်ဆီရဲ့ဦးဆောင်မှုအောက်မှာအာဂျင်တီးနားအသင်းဟာချန်ပီယံဖြစ်ဖို့အတွက်ခြေတလန်းနီးကပ်သွားခဲ့ပါပြီအခုလိုစိတ်သက်ခိုင်မာတဲ့အာဂျင်တီးနားအသင်းကိုဗိုလ်တူပွဲမှာစပိန်တို့ဘယ်လိုမျိုးရေဆိုင်သွားမလဲဆိုတာကတော့ဘောလုံးဖန်တွေအားလုံးစောင့်ကြည့်ရမယ့်အကြီးမားဆုံးပွဲစဉ်ပါအရှုံးမပေးတဲ့စိတ်သက်ဆိုတဲ့မက်ဆီရဲ့ဒီစကလုံးပေါ်ကိုလိုလိုဘယ်လိုအမြင်ရှိကြလဲအာဂျင်တီးနားတို့ဗိုလ်တူပွဲမှာဒီစိတ်သက်နာမည်ဖလားကိုထပ်ပြီးတော့တိမ့်ပိုက်နိုင်လိမ့်မယ်လို့ထင်ကြရလားကောမန့်ထဲမှာအမြင်လေးတွေဆွေးနွေးကြပါဦး